တော်ဟတ်များလုံးပဲမင်္ဂလာပါ Harry Potter ရဲ့ Half-Blood Prince ရုပ်ရှင်အဆုံးမှာအားလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကြီးကျယ်ခမ်းနားလာတဲ့ Wizard ကြီး Dumbledore အသက်ပေးပြီးတော့မှရရှိလာခဲ့တဲ့ဆွေကြိုးဟာအတူကြီးဖြစ်နေလို့ပါပဲ။အဲ့ဒီဆွေကြိုးထဲမှာစာတိုလေးတစ်စောင်နဲ့အဆုံးမှာ RAB လို့ရေးထားပါတယ်။အဲ့ဒီစာရေးတဲ့သူက Villain လားဒါမှမဟုတ် unseen hero လားဒီနေ့ဗီဒီယိုမှာတော့ဒီ Behavior နောက်ွယ်ကဝမ်းနည်းစရာကောင်းတဲ့သမားအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်။ RAB ဆိုတာဘာတူလဲဒီ RAB ဆိုတာတကယ်တော့ Sirius Black ရဲ့ညီအရင်ဖြစ်တဲ့ Regulus Arcturus Black ကိုဆိုလိုတာပါသူဟာ Black မိသားစုကဂုံယူရတဲ့သားလိမ်မှာ Slytherin ရဲ့ကျယ်ပွင့်တူဖြစ်ပါတယ်ဒါပေမဲ့ဘာဖြစ်လို့ဒီလိုတားလိမ်မာတဲ့ယောက်က Voldemort ကိုတစ္ဆာဖောက်ပြီး Hogwarts ကိုခိုးယူခဲ့ရတာလဲဒီအကြောင်းကိုပြောဖို့ဆိုရင် Black မိသားစုရဲ့ဂုဏ်ပုဒ်ကနေစပြောရပါလိမ့်မယ် Black မိသားစုဟာ Wizarding World မှာ The Noble and Most Ancient House of Black လို့တရားဝင်ခေါ်ဝေါ်ကြတဲ့အထိဩဇာကြီးမားတဲ့မျိုးရိုးကြီးတစ်ခုဖြစ်ပါတယ်သူတို့ရဲ့ဆောင်ပုဒ်က Togeous Paw အမြဲတမ်းတန့်စင်ခြင်းဖြစ်ပြီးတော့ Pure Blood ဝါဒကိုအစွန်းရောက်ကိုးကွယ်ကြတဲ့သူတွေပါဒီမိသားစုမှာ Orion နဲ့ Warburger Black ဆိုတဲ့လင်မယားကနေသားနှစ်ယောက်ထွန်းကားခဲ့ပါတယ်အကိုကြီးကတော့ Sirius Black ဖြစ်ပြီးညီလေးကတော့ Regulus Black ဖြစ်ပါတယ်အကိုကြီးဖြစ်တဲ့ Sirius Black ဟာငယ်စဉ်ကတည်းက Black မိသားစုရဲ့ Pure Blood ဝါဒကိုယွန်ရှာခဲ့တဲ့သူပါသူဟာ Black မိသားစုရဲ့ပထမအဦးဆုံး Gryffindor ကျောင်းသားဖြစ်လာခဲ့ပါတယ် James Potter တို့နဲ့တငယ်ချင်းဖြစ်ပြီးအိမ်ကနေထွက်ပြေးခဲ့လို့မိသားစုတပင်ကနေတော့ပယ်ဖြတ်ခြင်းခံခဲ့ရတဲ့သူပါသူဟာအမြဲတမ်းပွင့်လင်းလင်းနဲ့အမှန်တရားဖက်ကနေရက်တီခဲ့တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်ညီဖြစ်သူ Regulus ကတော့ Sirius နဲ့လုံးဝဆန့်ကျင်ဖက်ပါ Sirius ကမိသားစုကိုတော်လန်ပြီးထွက်ပြေးသွားခဲ့တဲ့အမဲဆက်ဖြစ်နေတဲ့အချိန်မှာ Regulus ကတော့မိဘတွေစိတ်တိုင်းကြသားလိမ်မာဖြစ်ခဲ့ပြီးတော့ Black မိသားစုရဲ့ညှို့လင့်ချက်အားလုံးဟာ Regulus ရဲ့ပခုံးပေါ်ကိုကြားရောက်လာခဲ့ပါတယ်သူဟာ Slytherin စစ်ကာဖြစ်ခဲ့ပါတယ်ပညာရေးလည်းအရန်ကိုထူးချွန်ပါတယ်ပြီးတော့သူ့ရဲ့အခန်းနရံတွေမှာ Voldemort ရဲ့တည်င်းစာအပိုင်းဖြတ်တွေကိုကတ်ထားရတဲ့အထိ Voldemort ကိုဖျားတဆူလို့ကိုးကွယ်ခဲ့ပါတယ်အသက်16နှစ်မှာတင်သူဟာဂုံယူဝင့်ကြွားစွာနဲ့ Dark Mark တစိတ်ကိုလက်မောင်းမှာထိုးနှံပြီး Death Eater တယောက်ဖြစ်လာခဲ့ပါတယ်ဒါဟာ Black မိသားစုအတွက်တော့အထွတ်အထိပ်ဂုံယူစရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူကိုးကွယ်ခဲ့တဲ့အမောင်တခင်ဟာသူ့ရဲ့တစ္ဆာရှိမှုကိုရက်စက်မှုနဲ့ပြန်ပေးဆက်ခဲ့ပါတယ်Regulus ဟာ Death Eater လောကထဲရောက်သွားတဲ့အခါသူထင်ထားသလိုသွေးတန့်ကုန်တိတ်ခါတွေထက် Voldemort ရဲ့အတ္တနဲ့ရက်စက်မှုတွေကိုပဲတွေ့ရှိခဲ့ရပါတယ်။အထူးသဖြင့် Voldemort ကသူတို့မိသားစုရဲ့အစီခံ House F ဖြစ်တဲ့ Croatia ကိုအသုံးချပြီးတေဖို့ပစ်ထားခဲ့တဲ့လုပ်ရက်က Regulus ကိုလုံးဝပြောင်းလဲသွားစေခဲ့တာပါ။သူဟာမိသားစုအပေါ်တစ္ဆာရှိသူပြီး Croatia ကိုလည်းမိသားစုဝင်တစ်ယောက်လိုတန်ဖိုးထားခဲ့ပါတယ်။ Voldemort ဟာသူ့ရဲ့ Hogwarts ကိုဝတ်ထားဖို့အတွက်အစမ်းသက်ခံတစ်ယောက်လိုအပ်ကြောင်း Regulus စီလာပြောခဲ့ပါတယ်။ပြီးတော့သူတို့ရဲ့ House F ဖြစ်တဲ့ Croatia ကိုအစမ်းသက်ခံအဖြစ်စသုံးဖို့တောင်းခဲ့ပါတယ်။ Regulus ကလည်းဂုဏ်ယူစွာနဲ့ခွင့်ပြုပေးခဲ့တာပေါ့။ဒါပေမဲ့ Regulus က Voldemort ရဲ့အမောင်ဖက်ချံကိုသိနေတာမလို့ဘာပဲနေအသက်ရှင်လျက်ပြန်လာဖို့ Croatia လေးကိုအမိန့်ပေးခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပဲ Voldemort ဟာ Croatia ကိုလိုင်ကူထဲခေါ်သွားပြီး Hogwarts ကိုကာကွယ်ထားတဲ့တောက်သုံးသူတွေကိုစိတ်ဝေဒနာနဲ့ရင်ငတ်မှုကိုအပြင်းထန်ခံစားစေတဲ့ဆေးရည်တွေကိုအတင်းအဓမ္မတောက်ခိုင်းခဲ့ပါတယ်။ Croatia ဟာနာကျင်လို့အော်ဟစ်နေခဲ့ပေမဲ့ Voldemort ကတော့ရေမောပြီးတော့ Hogwarts ကိုရေကန်ထဲထည့်က Croatia ကိုတေဖို့အတွက်ပစ်ထားခဲ့ပါတယ်။ဒါပေမဲ့ Voldemort တခုတတိမထားမိတာက House F တွေရဲ့မော်ပညာဟာလူသား Wizard တွေနဲ့မတူတာပါပဲ Wizard တွေဟာအဲ့ဒီလိုင်းကူထဲကနေ Aberrate ကိုရောင်ဖြောက်ခရီးတွားခြင်းလို့မရအောင်စီမံထားခဲ့ပေမဲ့ House F တွေရဲ့မော်အစွမ်းကိုတော့အဲ့ဒီအသားစီးတွေကမသားစီးနိုင်ခဲ့ပါဘူး Regulus ကပြန်လာခဲလို့အမိန့်ပေးထားတဲ့အတွက် Croatia ဟာတေအံ့ဆဲဆဲအခြေအနေမှာတင်အိမ်ကိုပြန်ရောက်လာနိုင်ခဲ့ပါတယ်ပြန်ရောက်လာခဲ့တဲ့ Croatia စီကဖြစ်ကြောင်းကုန်စင်ကိုကြားရတဲ့အခါမှာတော့ Regulus ဟာသူကိုးကွယ်ခဲ့တဲ့တခင်ဟာဘလောက်တောင်ရက်ဆက်တယ်လဲဆိုတာကိုတည်တွားခဲ့ပါတယ်
သူဟာဗိုလ်တမော့ကိုတော်လန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူဟာ serious လိုမျိုးအိမ်ကနေထွက်ပြေးပြီးတော်လန်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ဗိုလ်တမော့ရဲ့လျှို့ဝှက်ချက်ကိုအမောင်ထဲကနေဖျက်ဆီးဖို့ကြိုးစားခဲ့တာပါ။ Regulus ဟာသူ့ရဲ့အမားကိုပြင်ဆင်ဖို့အတွက် Horcrux အစစ်ကိုခိုးယူခဲ့ပါတယ်။သူဟာ Croatia ကိုလိုက်ကူစီပြန်ပို့ခိုင်းခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူဟာ Croatia ကိုထပ်ပြီးအနာခံခိုင်းမှုဆန္ဒမရှိတော့ပါဘူး။ Regulus ကဒီတစ်ခါငါကိုယ်တိုင်တောက်မယ်ဆိုပြီးတော့ဆေးရည်တွေအားလုံးကိုတောက်ခဲ့ပါတယ်။သူဟာပြင်းထန်တဲ့စိတ်ဝေဒနာနဲ့ရေငတ်မှုကိုခံစားနေရပေမဲ့ Croatia ကိုတော့ဒီလော့ကတ်ကိုယူသွားပြီးတော့ဖျက်ဆီးလိုက်ပါပြီးရင်ငါအကြောင်းကိုဘယ်သူမှမပြောပါနဲ့လို့နောက်ဆုံးအကြိမ်အမိန့်ပေးခဲ့ပါတယ်။ဆေးရည်ကြောင့်ရေငတ်လွန်လို့ရေကန်ထဲကရေကိုတောက်တုံမှုစူးစမ်းရာကနေအောက်မှာရှိတဲ့ infrared တွေက Regulus ကိုဆွဲချသွားပါတော့တယ်။ Croatia ကတော့သူ့တခင်ရဲ့နောက်ဆုံးအမိန့်အတိုင်းညရည်တွေနဲ့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်။ Regulus ဟာသူ့မိသားစုကိုကာကွယ်ရင်းသူ့ရဲ့အစေခံအပေါ်မြစ်တာထားရင်းနဲ့ပဲကဘာမသိတဲ့သူရဲကောင်းတယောက်အဖြစ်အသက်ပေးသွားခဲ့တာဖြစ်ပါတယ်။သူဟာ Harry တို့မမွေးခင်ကတည်းကဗိုလ်တမော့ကိုတိုက်ခိုက်ခဲ့တဲ့တကယ်သူရဲကောင်း RAB ပဲဖြစ်ပါတယ်။ Black မိသားစုဝင်တွေအပါအဝင် Wizarding World တစ်ခုလုံးကပါ Regulus ကိုပျောက်ဆုံးသွားတဲ့သူလို့ပဲတတ်မှတ်ထားပြီးတော့ Regulus ဘလို့တည်ဆုံးသွားခဲ့တယ်ဆိုတဲ့အမှန်တရားကိုဘယ်တော့မှမသိခဲ့ကြပါဘူး။သူတို့ထင်ထားတာကတော့ Regulus ဟာ Voldemort ရဲ့ခိုင်းဖက်အဖြစ်နဲ့ပဲ Dark Lord အပေါ်မှာတစ္ဆာရှိရှိတည်ဆုံးသွားတယ်လို့ပဲသူတို့ယုံကြည်ခဲ့ကြပါတယ်။ဝန်ထဲဆရာအကောင်းဆုံးကတော့ Sirius ဟာသူတည်ဆုံးသွားတဲ့အချိန်အထိသူ့ညီဟာသူရဲကောင်းတယောက်အနေနဲ့တည်ဆုံးသွားခဲ့တယ်ဆိုတာကိုမသိခဲ့တာပါပဲ။ Sirius ဟာ Regulus ကို Voldemort ရဲ့အလိုတော်ကြီးအဖြစ်နဲ့ပဲသတ်မှတ်ထားခဲ့ပါတယ်။တကယ်တော့သူတို့ညီကိုနှစ်ယောက်စလုံးဟာကိုပိုင်နီးလန်းတွေနဲ့ Voldemort ကိုနီးမျိုးစုံနဲ့တော်လှန်ခဲ့ကြတဲ့သူတွေပဲဖြစ်ကြပါတယ်။ Regulus ရဲ့နာမည် Arcturus ဆိုတာကကောင်းကင်ယံကကျေတပွင့်ရဲ့နာမည်ဖြစ်ပါတယ်။အဲ့ဒီကျယ်လေးရဲ့မြစ်တာကြောင့်ပဲ Creature ဟာနောက်ဆုံးမှာ Harry တို့ကိုကူညီနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Black ညီကိုနှစ်ယောက်စလုံးဟာအမောင်ထုထဲကနေအလင်းကိုရှာဖွေခဲ့ကြတဲ့သူတွေပါ။ Sirius ကအလင်းဖက်မှာပေါ်ပေါ်ထင်ထင်ရက်တည်ခဲ့ပြီးတော့ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့သူတယောက်ဆိုရင် Regulus ကတော့အမောင်ထဲကနေအလင်းအတွက်အတန်တိတ်အတက်ပေးသွားခဲ့တဲ့ရဲရဲနဲ့သူရဲကောင်းကြီးတယောက်ဖြစ်တယ်လို့ပဲပြောရပါမယ်။ Black မိသားစုဟာအမုန်းတရားနဲ့မာနတွေအပေါ်မှာတိဆောက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့သားနှစ်ယောက်စလုံးဟာကိုပိုင်နီးကိုပိုင်ဟန်တွေနဲ့ Voldemort ကိုတော်လှန်ခဲ့ကြတဲ့သူတွေပဲဖြစ်ကြပါတယ်။ Okay အခုဆိုရင်တော့ဆွဲကြိုးထဲက RAB ဟာဘာတူလဲဆိုတာကိုသိသွားကြပြီလို့ချင်ပါတယ်။တကယ်ချင်းတော့ဒီညီကိုနှစ်ယောက်ထဲမှာဘယ်သူကိုပို့ပြီးတော့သဘောကျလဲ comment ထဲမှာဆွေးနွေးပေးခဲ့ကြပါဦး။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုချက်နှစ်တက်တယ်ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။အားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။ Bye